number 7လေးကိုကြည့်ကြည့်အောင် number 7လေးမှာဆိုရင်တရိကန် KLM ဆိုပြီးတော့ပေးထားပါတယ် point 3ခုရှိမယ်ဒီချက် point လေးတွေကိုပုံချမ်းလေးမှာချဆွဲလိုက်မယ်เนาะအဲ့တော့ number A ကကြတော့ find the length of each side လို့ပြောတာဖြစ်တဲ့အတွက်ကြောင့် length ရဲ့ formula သုံးပြီးတော့အနားလေးတွေရှာပေးရမှာပေါ့ဒါကတော့တားတို့သမီးတို့အတွက်လွယ်နေပါပြီเนาะအရှိမလည်းအများကြီးတွက်ပြီးပြီဆိုတော့အဲ့တော့ point လေးတွေချရေးလိုက်မယ်ပြီးရင်ဒီချက်က KL ဆိုတဲ့ length ကိုအရင်ရှာမယ်အဲ့တော့ဒါကြောင့်မလို့ square root ဆို x2 - x1 the whole square plus y2 - y1 the whole square ထုံးစံနိုင်မယ် x1 y1 x2 y2 ကိုကိုယ့်ဘာသာကိုစိတ်ထဲကနေပြီးတော့မှတ်ထားမယ်ကဲဒါဆိုရင်ဒီချက်တို့ရဲ့ h2 က l ဆိုတော့10ဒါဆို10 minus 5 the whole square plus y2 က negative 2 y1 က 18ဆိုတော့ negative 2 minus 18 the whole square ကဲဒါဆိုဒီချက်တို့ဆက်တွက်ကြည့်ရအောင်10 minus 5 the whole square ဆိုတော့ဒီချက်ပေါင်းလိုက်ရင်15 the whole square အနောက်ကလည်းပေါင်းလိုက်တော့ negative 20 the whole square အဲ့တော့15နှစ်ထပ်ကဘယ်လောက်လဲဆိုရင်225အဲ့တော့ negative 20နှစ်ထပ်ကကြတော့400ဒီချက်တို့ပေါင်းလိုက်မယ်ဆိုရင်625ဆိုတော့ square root ဆို625ဒီ25ဖြစ်ပါတယ်အဲ့လိုပဲဒီချက်တို့ကနောက်ထပ်တစ်ခုကြည့်ကြည့်ရအောင်နောက်ထပ်အနာကကျတော့ LM ကိုရှာမယ်เนาะအဲ့တော့ LM ကလည်း h2 - x1 the whole square square root ဆို h2 - x1 the whole square plus y2 - y1 the whole square အဲ့တော့ LM မှာဆိုရင် h2 က negative 5 x1 ကကျတော့10ဒါကြောင့် negative 5 minus 10 the whole square plus y2 ကကျတော့ negative 10 y1 က negative 2ဆိုတော့ minus 10 minus 2 the whole square ကဲအဲ့ဒီကနေပြီးတော့ဆက်တွက်လိုက်မယ်ဆိုလို့ရှိရင်ဒီချက် negative 5နဲ့ negative 10နဲ့ဆိုရင် negative 15 the whole square အနောက်မှာကျတော့ minus နဲ့ negative ဆိုအပေါင်းဖြစ်သွားမယ်ဒါဆို negative 10 plus 2ဆိုတော့ negative 8 the whole square square ကကျတော့ဘယ်လောက်လဲဆိုတော့225 plus 88လေးကကျတော့64အဲ့တော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်9 6နဲ့2နဲ့ပေါင်းတော့8 289ဆိုတော့ဒီချက်တော့18เนาะကဲအဲ့ဒီကနေပြီးတော့မှဒီချက်တို့ကဘာဆက်ရှာရမှာလဲဆိုတော့နောက်ထပ်အနားတနာကြံသေးတယ်အဲ့တော့ KL ရှာပြီးသွားပြီကွယ်ပြီးသွားရင် ML ရှာပြီးသွား LM ရှာပြီးပြီဒါဆိုဒီချက် KM ပဲကြံတော့အဲ့တော့ KM မှာတားတို့သမီးတို့တစ်ချက်ကြည့်လိုက်ပါ KM မှာဘာတွေတူနေလဲဆိုတော့ဒီချက်တို့က XAZ တွေတူနေတယ်ဘာပဲကွဲနေရလဲဆိုတော့ YAZ ကပဲမတူတာလေเนาะ YAZ နှစ်ခုမတူနေတာဒါဆိုဒီချက်တော့သူ့ကို vertical distance ရှာလိုက်လို့မရဘူးလား formula မသုံးမဲနဲ့တန်းပြီးတော့လေเนาะအဲ့တော့ဒါဆိုရင်ဒီချက်ကသူ့ရဲ့ vertical distance ဖြစ်တဲ့ KM ကိုရှာမယ်ဆိုလို့ရှိရင်အမြဲတမ်းမှတ်ထားမယ်များတာတွေကနေနည်းတာကိုနှုတ်ပါမယ်အဲ့တော့ vertical distance ကိုရှာမယ်ဆိုရင်များတာတွေကနေနည်းတာကိုနှုတ်မယ်များတာတွေကဆိုတော့များတဲ့ကဏ္ဍက18နည်းတာကိုနှုတ်မှာဆိုတဲ့အတွက်ကြောင့်ပုံမှန်တိုင်းပဲ minus ပြီးသွားရင်ဒီချက်တို့အောက်ကသူ့ရဲ့နည်းတဲ့ကဏ္ဍ negative 10ဆိုတော့18 minus negative 10ဒါဆို minus နဲ့ negative နဲ့တွဲတော့အပေါင်းပြောင်းသွားတယ်ဒါဆိုဒီချက်တို့ရဲ့ vertical distance ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်28ဖြစ်ပါတယ်အဲ့တော့နံပါတ် B ကကြတော့ဒီချက်တို့ perimeter ရှာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောနာတော့ရှာထားတယ်ဒီချက်တို့အနား၃နားလုံးကိုချပေါင်းလိုက်မယ်เนาะအဲ့တော့ KL ရဲ့ပြီးသွားပြီဆိုလို့ရှိရင် LM ရဲ့ KM ရဲ့အားလုံးကိုပေါင်းလိုက်ပါမယ်အဲ့တော့ဒီချက်တို့ KL ကဘယ်လောက်ရထားလဲဆိုတော့25အဲ့တော့ LM ကကြတော့17 KN ကစောနာနောက်ဆုံးရှာထားတာ28ဆိုတော့အားလုံးပေါင်းလိုက်လို့ရှိရင်အဖြေက70ပါအဲ့တော့နံပါတ် C လေးကိုတစ်ချက်ကြည့်အောင်နံပါတ် C ကကြတော့ तू က area ရှာခိုင်းတာတစ်ချက်နဲ့နည်းနည်းလေးတော့စိမ့်နေရပါတော့အဲ့တော့စောနာတော့ဒီချက်ဆွဲထားတဲ့ပုံချမ်းလေးကိုဒီမှာဒီချက်က scale နဲ့ကိုက်ပြီးတော့ဆွဲလိုက်မယ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီချက် scale နဲ့ကိုက်ဆွဲရဲဆိုပေမဲ့လည်းဒီ day တော့မဟုတ်ဘူးပေါ့လေသူတို့ပေးထားတဲ့အမှတ်ကလေးတွေကိုပဲဒီချက်က xy coordinate plane ပေါ်မှာနေရာချလိုက်မယ် x axis ဆိုလို့ရှိရင် -5 y positive ဘက်မှာ10 y axis ဆိုလို့ရှိရင် negative ဘက်မှာ -10ပြီးရင် positive ဘက်မှာ18ပေါ့နော်အဲ့တော့ဒီချက်တော့ကနည်းနည်းလေး18ဆိုနည်းနည်းလေးရှည်ရှည်ဆွဲလိုက်မှာပေါ့နော် negative 10ဆိုနည်းနည်းလေး18ထပ်တိုးပြီးတော့ဆွဲလိုက်မှာပေါ့ကဲပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တော့အဲ့ဒီပါရှိတဲ့ point တွေကိုနေရာချပြီးတော့တရိကန်လေးဖြစ်အောင်လို့ construct လုပ်လိုက်မယ်နော်ပြီးရင် point လေးတွေလိုက်တက်လိုက်မယ်ဒီချက်လိုမျိုးတော့မဖြစ်စေနဲ့နော်ဒီချက်ဒီမှာဟနေတာလို့သူကြော်သွားတာတွေတော့ရှိတယ်တော့တေချာလေးဆွဲမယ်ပြီးတော့ဆိုလို့ရှင် point လေးလိုက်တက်လိုက်မယ် okay အဲ့တော့တရိကန်ရဲ့ area ကိုရှာရမှာဖြစ်တဲ့အတွက်ကြောင့်တားတို့သမီးတို့လည်းသိမှာပါ teacher တို့က triangle ရဲ့ area ကိုလိုချင်တယ်ဆိုလို့ရှိရင် formula က 1/2 အမြောက်အခြေအမြောက်အမြင့်ဆိုပြီးတော့ teacher တို့သိခဲ့ကြရလေနော် base multiply by height အဲ့တော့ base နဲ့ height နဲ့ကအမြဲတမ်းဘာဖြစ်လဲဆိုတော့ဒေါင်းမတ်ကျနေရမယ် base perpendicular height ဖြစ်နေရမယ်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင် teacher တို့တွေရဲ့base ကိုဘယ်အနားလို့ယူဆမလဲဆိုရင် KN ဆိုတဲ့အနားကို base လို့ယူဆမယ်ဒါဆိုရင် height ကကြတော့ဒီချက်တော့ vertex ဖြစ်တဲ့ L ကနေပြီးတော့ KL မို့ကိုဒေါင်းမတ်ကျဆွဲရမှာပေါ့မြင်းလေးတစ်ကြောင်ဒါကြောင့်မလို့ဒီချက်က L ကနေပြီးဒေါင်းမတ်ကျတဲ့မြင်းလေးတစ်ကြောင်ဆွဲလိုက်မယ် okay ဒါဆိုရင်ဒီ point N ဘယ်လိုရလာလဲဆိုတာလေးပြောပြမယ်နော်အဲ့တော့ point N ကတော့ကိုယ့်ဘာသာကိုနာမည်တစ်ခုပေးလိုက်တာပေါ့အဲ့တော့ဒီမြင်းကြောင်းပေါ်မှာရှိတဲ့အတွက်ကြောင့်မလို့ဒီချက်တို့တွေက x coordinate ကအတူတူပဲမလို့ x coordinate က -5
ဟုတ်ပြီအဲ့တော့ y coordinate ကကြတော့ဒီချက်ဒီစောနာကဒီ point L ကနေပြီးတော့ perpendicular ဖြစ်အောင်ထောင်းမှတ်ကြအောင်ဆွဲလာတဲ့မြင်းဖြစ်တဲ့အတွက်ကြောင့် y coordinate ကတော့ point L နဲ့သွားတူမှာပေါ့ဒါကြောင့်မို့လို့ -2 ပါဒီနေရာလေးကိုဒီချက်တော့ -5, -2 လို့သတ်မှတ်လိုက်ပါမယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒီချက်တို့တွေကဘာတွေရှာလို့ရပြီလဲဆိုတော့ base ကိုရှာလို့ရပြီပြီးတော့ height လည်းရပြီပေါ့အဲ့တော့ horizontal distance လေးကိုတစ်ချက်လောက်ရှာကြည့်ကြအောင်ဘာကြောင့်လဲဒီချက်တို့စောနာက base ဖြစ်တဲ့ km လေးဟုတ်လား km လေးဒီကျွန်တော် base လို့ယူဆထားတာ哦ဟုတ်တယ်ဟုတ်အဲ့တော့ဒီ k ကနေပြီးတော့ dl အထိ dm အထိက base လို့ယူဆလိုက်တာ哦အဲ့တော့တို့တွေအရှိမရှာပြီးသားဆိုတော့ထပ်ရှာစရာမလိုတော့ဘာကိုပဲရှာရမှာလဲ ln ဆိုတဲ့ height ကိုပဲရှာရမှာဒါကြောင့်မို့လို့ l နဲ့ n မှာဒီသားတို့သမီးတို့ကြည့်လိုက်မယ်ဆိုရင် vertical မဟုတ်ဘူးပေါ့နော် horizontal line ဖြစ်နေတယ်သူဒီ y axis တူနေရဆိုတော့ဒီချက်တို့က x axis က differences ကိုရှာပေးရမှာပေါ့စောနာတော့ကလည်းပြောခဲ့ပါတယ်သူတို့ရဲ့ဒီချက်တို့က horizontal distance vertical distance ကိုလိုချင်ရင်များတာတွေကနေနည်းတာကိုနှုတ်ပါအဲ့တော့များတာဆိုတော့10နဲ့ကနေပြီးတော့ဒီချက်တော့ -5 ကိုနှုတ်ရမှာပေါ့10 -5 ဆိုတော့ဒီချက်တို့ရဲ့အဖြေဒီ15မှာ horizontal distance လည်းရပြီဆိုတော့ height လည်းရပြီပြီးသွားရင်ဒီချက်တို့ base ကိုကလည်းအပေါ်မှာရှာပြီးပြီဆိုတော့ area ရှာလို့ရပြီ formula အစားသွင်းလိုက်တော့မယ် area ဆို triangle KLM ကိုလိုချင်ရင် 1/2 multiply by base က length က km height က length ကကျတော့ ln ဒါကြောင့်မလို့ဒီချက်တို့တွေကအစားသွင်းပြီးတွက်လိုက်မယ်1/2 multiply by kn က28 ln ကကြတော့15အဲ့တော့ဒီချက်2နဲ့28ကကြတော့ reduce လုပ်လို့ရတယ်2 1 time 2 2 4 time အဲ့တော့8 14နဲ့ဒီချက်တို့က15နဲ့ multiply လုပ်လိုက်ရုံပါပဲ14နဲ့15နဲ့ multiply လုပ်လိုက်တော့212 area ဖြစ်တဲ့အတွက်ကြောင့်ဒီချက်တို့ရဲ့ unit က square units ဖြစ်ပါတယ်အကယ်၍ဆောင်းမွေးပွဲမှာသူက square နဲ့မပြီးunit ကိုဘာမှမပြီးဘဲနဲ့ဆိုရင်တော့ square unit ပေါ့နော်အကယ်၍ညာတစ်ခုခုပြီးထားတဲ့ centimeter တို့စသဖြင့် millimeter တို့ဒီလိုမျိုးတွေပေးလာခဲ့တယ်ဆိုရင်တော့ millimeter square centimeter square စသဖြင့်ရေးပြရမှာပေါ့နော်